င်္ဂလာပါခင်ဗျာမက္ကဆီကိုရေတပ်သင်္ဘောတစ်စင်းဟာအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကဘရုကလင်တံတားကြီးကိုဝင်တိုက်ပြီးလို့လူ2ဦးသေဆုံးပြီးအနည်းဆုံးလူ19ဦးဒဏ်ရာရရှိခဲ့တယ်လို့ BBC သတင်းဌာနကဖော်ပြထားပါတယ်။အဲ့ဒီသင်္ဘောကြီးပေါ်မှာလူ289ဦးလိုက်ပါလာခဲ့တာဖြစ်ပြီးချစ်ကြည်ရေးခီးစဉ်အဖြစ်ရောက်လာခဲ့တာလို့နယူးယောက်မြို့တော်ဝန် Eric Adams ကအတည်ပြုထားပါတယ်။ဒါအပြင်ဒဏ်ရာရရှိသူတွေထဲက2ဦးကတော့စိုးရိမ်ရတဲ့အခြေအနေရှိနေတယ်လို့ဆိုပါတယ်။ဘရုကလင်တံတားကြီးကတော့ကြီးကြီးမားမားပျက်စီးတာတွေမရှိဘူးလို့ဆိုပြီးမက္ကဆီကိုအာဏာပိုင်တွေကတော့အခုဖြစ်ရပ်ကိုစုံစမ်းနေပြီဖြစ်ပါတယ်။လက်ရှိမှာသင်္ဘောနဲ့တရားဝင်တိုက်တဲ့ဖြစ်စဉ်ဟာစက်ပိုင်းဆိုင်ရာချုပ်ရွေးမှုနဲ့လျှက်စစ်ပြတ်တောက်မှုကြောင့်သင်္ဘောဟာတရားကိုဝင်တိုက်မိတာဖြစ်နိုင်တယ်လို့နယူးယောက်အာဏာပိုင်တွေကကနဦးခံမှန်းထားပါတယ်။မက္ကဆီကိုရေတပ်ရဲ့အဆိုအရသင်္ဘောကြီးဟာအရှည်298ပေရှိပြီးအနံပေ40ရှိက1982ခုနှစ်မှာပထမဆုံးအကြိမ်ရွက်လင့်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ဘူလောင်းတင်တန်းပြီးဆုံးချိန်မှာဒီသင်္ဘောကြီးနဲ့ရွက်လင့်လို့ရှိပြီးအခုနှစ်ဧပြီလ6ရက်နေ့ကမက္ကဆီကိုရဲ့အကာပူကိုစိတ်ကမ်းကနေစတင်ထွက်ခွာခဲ့ပြီးသူတို့ရဲ့နောက်ဆုံးခီးစဉ်ကတော့အိုက်စလန်နိုင်ငံဖြစ်တယ်လို့ဆိုပါတယ်ခင်ဗျာ။